အဲ့မစားသေးဘူး မဟုတ်ဘူးလေဆောက်အောင်ပါ ကရပြီလားအင်္ဂါနေ့ပဲကတ် မစားတော့20ရက်ထက်လာ ဒီစစ်ကြည့်လိုက် ဟုတ်လား ဒီမှာကြောင်းပါပဲဆိုတော့ငါမစားတော့ဟဲ့ဘယ်တော့မှလဲ ဟိုလုံးနဲ့တူတာ ဆောင်းလာတယ် ဟုတ်ပြီပါလေကျွန်တော်ဝိချရတယ်ပြေး လုံးဝလက်မခံ ။အမ ဘူး ကြည့်ကြည့်ကြည့်ပြန်ပြောလိုက်တော့ လဲမကန်တော့လေကိုလိုခိုင်းမှခါလိုက်တော့ပေါ့မလုပ်ဘူးလား အမေလေးပဲကတ်တဲ့ခါလိုက် ဒါပဲလုပ်ရတော့မှာလို့သူတို့ကတော့ဘယ်လက်ခံမလဲသူတို့စုကမ်းမှာဆိုလို့ ဟာဒီနဲ့လက်မခံငါပဲကတ်စား မ ပါ င်းရောက်ပြီးတော့ အမညွှိုင်းတို့တော့လေ ပြန်လာနေ ညီမလေးတို့ဘာလုပ်လဲဆိုတော့အစိတ်လို့ရတယ်ဒါ ဟို ပြော ရေးချင်တယ် အမတေးပဲဆောက်ဆောက်လို့ရတယ်ဘယ်ယူစားလုပ်တယ်ဆိုတာစာလို့ပြောတယ်အဲ့ဆိုရင် ပြန်လာနေစားတဲ့တချို့ဆောင် ဆောက်ဒီမှာဆောက်မယ်လို့ဆောက်အင်းစိန်လမ်းမှာပဲရှိသေးတယ်တဲ့အောင်မလေးအကျိုးနဲ့တော့တနိုင်ပဲ ခဏစကွန်စီလာလား တော့တနိုင်ပဲအနေစားတင်ရမှာနော်နင်းလေဒီနေ့ ဆောက်ဆိုတော့လည်းဆောက်မှာပေါ့ဆရာကြီးနဲ့ဆိုလည်း နားနေနေတယ် ဒီကောဘာမှမနဲ့လေးတချင်းဆိုနေတာပဲဒါလေးဖွင့်နေတယ် နောက်ပိုင်းပြီးသွားတယ်အမအမ မပြီးသေးဘူးအပြီးသေးတာမဟုတ်ဘူးတမိုင်းပဲပြီးသေးတယ် ဒီနေ့အမ ဟုတ်ပါဘူးအမားရဲ့တင်တဲ့နောက်ကလိုက်တယ်လို့ drawing တော့ uncustom